ဒါစီးပွားရေး plan စဆွဲတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ဆရာတို့စီးပွားရေး plan စဆွဲတဲ့ခါမှာလည်းဒီအပိုင်းလေးကိုတေချာလေး quick ဆိုင်နားထောင်ပေးပါတိတ်အရေးကြီးပါတယ်နော်ဆရာစင်ဒါကုမ္ပဏီကြီးတွေအတွက်ကောကုမ္ပဏီသေးတွေအတွက်ကောစီးပွားရေးစလုပ်မဲ့သူတွေအတွက်အကုန်လုံးကိုရည်မှန်းပြီးတော့ကနီးလန်းလေးတွေပေးခြင်းဖြစ်ပါတယ်အဲ့တော့စီးပွားရေး business strategy plan ကိုလေ့လာမယ်ဆိုရင် okay နံပါတ်1ဘယ်ကနေစမလဲဆိုရင်ခုနကဆိုလို့ပြောတဲ့ business discretion မိမိရဲ့စီးပွားရေးလုပ်မဲ့ဖော်ပြချက်ဆိုတာရှိရဘယ်ကိုဘာလုပ်မယ်အဲ့ဒီရည်မှန်းချက်ကိုသွားဖို့တဲ့ဘယ်လုပ်ငန်းတွေလုပ်မယ်ဘယ်လုပ်ငန်းတွေလုပ်မယ်အဲ့တော့ business discretion မိမိရည်မှန်းချက်ကိုအောင်မြင်ဖို့အတွက်လုပ်ရမယ့်စီးပွားရေးပုံစံတွေအဲ့ဒီမှာရေးရဘာလုပ်ငန်းတွေလုပ်မယ်နံပါတ်1လုပ်ပြီးပြီဆိုတာနဲ့နံပါတ်2စဉ်းစားမှာဒီ competitive analysis နော်ခုနကဆိုလို့ပြောတဲ့မိမိရဲ့ business industry ကိုလေ့လာမိမိရဲ့လုပ်မဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို okay မြင်ပြီးရေးဆွဲပြီးအဲ့ဒီမှာဘာတွေလုပ်မယ်လို့စဉ်းစားပြီးပြီဆိုရင်နံပါတ်2အဆင့်မှာအဲ့ဒီလုပ်ငန်းကိုလုပ်နေသောတခြားလုပ်ငန်းတွေကအဆင်ပြေလားသူတို့တော့ဘလောက်အောင်မြင်နေသလဲအောင်မြင်မှုနည်းနေသလားအရှင်းနဲ့မကောင်းဘူးလားဒါဆိုရင်ပြန်စဉ်းစားသင့်တယ်competitive analysis လုပ်ပါသူတို့ဘယ်ဈေးနဲ့လုပ်နေတယ်လဲအဲ့တော့မိမိရဲ့ပြိုင်ဘက်တွေကိုလည်းဥစွာလေ့လာပြီးတော့ဆောင်ရွက်ပါအဲ့လိုလေ့လာပြီးတော့မှသူတို့နဲ့ဟုတ်ပြီနော်ဟိုလျှော်ကန်သောသူတို့နဲ့ဆိုတော့ညီမျှသောမနှိမ့်မမြင်သော product and service တွေကိုကိုက decision လုပ်ရနော်အဲ့တော့သူတို့ကိုဆိုတော့ကြည့်မယ်ကိုရည်မှန်းချက်ကိုရအောင်ဆိုတော့သွားတဲ့အခါမှာအဲ့တော့ဈေးကွက်မှာပေါက်နေသောကိုရဲ့ product နဲ့ကိုရဲ့ service ကိုဘလို့မတူညီစွာပေးမလဲဘလို့မတူညီအောင်ဖန်တီးပေးမလဲဆိုတော့ကို product တွေ service တွေအဲ့ဒီမှာ management လုပ်ရဒါဆိုတော့ဘယ် product မျိုးတွေပို့ထုတ်မယ်မရှိသေးဘူးကို committee တိုင်းလည်းမလုပ်သေးဘူးဘလို့ဝန်ဆောင်မှုတွေကိုပို့ပေးမှာစသည်ဖြင့်စဉ်းစားအဲ့လိုစဉ်းစားပြီးတော့မှအရေးကြီးတယ်ကို product service ရောက်ပြီးဆိုရင်ကိုအတွင်းပိုင်းပဲရှိသေးတယ်အပြင်မရောက်သေးဘူးအပြင်ရောက် sales and marketing များလုပ်ရဘယ် channel နဲ့ sales ရောက်မယ်ဘယ်လို marketing တွေထုတ်ဖောက်မယ်စတဲ့စတို့ရဲ့ plan တွေရေးဆွဲရsales and marketing plan တွေစတို့ရေးဆွဲဖို့လိုအပ်တယ်အဲ့လိုသွားတဲ့အခါမှာစတို့မှာဘာလိုအပ်လာမလဲဆိုရင် financing need တယ်ငွေကြေးတွေလိုအပ်ချက်ရှိလာမယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီလိုလုပ်ငန်းတစ်ခုသွားဖို့အတွက်ငွေကြေးဘယ်လောက်သုံးရမလဲရင်းနှီးမြှုပ်နှံမှုဘယ်လောက်ရှိမလဲပြန်ဝင်လာမဲ့ငွေ ROI ဘယ်လောက်ရှိမလဲဒီ financing need ကိုလည်းစဉ်းစားပြီးရင်အဲ့ဒီငွေကြေးတွေရပြီးဈေးကွက်တွေပုံစံပေါ်ပြီးဟုတ်ပြီနော်ဆိုလို့ကျင်တာ product service တွေပုံစံပေါ်လာပြီးဆိုရင်အရေးကြီးတဲ့ management team တဲ့အဲ့ဒီလုပ်ငန်းကိုစီမံဖို့အတွက်ဘယ်သူတွေနဲ့ဖွဲ့ရမလဲဘယ်သူတွေပါဝင်ဖွဲ့စည်းရမလဲကိုနဲ့ဘယ်သူတွေနဲ့ချိတ်ဆက်ရမယ်ဘယ်သူတွေကိုခန့်မှရမယ်စတဲ့ management ဒီအလုပ်ကိုစီမံဖို့အတွက် management team ကိုလည်းစီစဉ်ရေးဆွဲရမယ်ရေးဆွဲပြီးတဲ့ခါလာမှာတိတ်ရေးကြည့်တဲ့ implementation plan ခုနကဆိုလို့ပြောတဲ့ weekly monthly yearly တစ်နှစ်လုံးစာကိုဘယ်လိုလုပ်မလဲ implementation plan လုပ်ရနှစ်စဉ်ဆိုလို့ကျင်တာလုပ်ကိုလုပ်မှရမယ် implementation plan ဘယ်ရက်စမယ်ဘယ်လောက်မှဘယ်လိုထိုးဖောက်မယ်စသည်ဖြင့် implementation plan နဲ့လုပ်ရမယ်နောက်ဆုံးတိတ်ရေးကြည့်တဲ့စကားလုံးမှတ်စေချင်ပါတယ် milestone and exit plan တိတ်ရေးကြည့်တယ်ဟိုးရေရှည်အထိသွားမယ်ဥပမာ3နှစ်စာပလန်လား9နှစ်စာပလန်လားဟုတ်ပြီနော်အဲ့လို milestone ရေရှည်အထိသွားမယ်ဆိုလို့ရဲ့အစီအစဉ်ကိုလည်းကြိုတင်မျှော်လင့်ထားပါမျှော်လင့်ထားပြီးတဲ့အခါမှာနောက်ဆုံးမဖြစ်မနေလုပ်ရမယ့်အရာလေးတစ်ခုသိရေးကြည့်တယ်ဒါစီးပွားရေးလောကမှာတချို့လူတွေမရှိတဲ့အတွက်ဒုက္ခရောက်တာ exit plan ဆိုတာရှိရ top up ဟုတ်ပြီနော်စီးပွားရေးလောကကိုဝင်မယ်စဉ်းစားပြီးဆိုတော့ top up ကိုလည်းကြိုတင်ပြီးတော့စဉ်းစားထားအကယ်အကြောင်းမျိုးကြောင့်အဲ့ဒီလုပ်ငန်းကအရှိန်နေမကောင်းလို့ဟုတ်ပြီနော်ကိုပြန်ထွက်မယ်ဆိုရင်ဘယ်လိုမျိုးပုံစံနဲ့ပြန်ထွက်မလဲ exit plan ဆိုတာရှိရမယ်နော်လုပ်ငန်းတိုင်းမှာစဉ်းစားဒါဆိုရင်ကိုယ့်အတွက်အ ਨੇ ဆုံးအရှုံးအ ਨੇ ဆုံးနဲ့ပြန်ထွက်လို့ရစရရဆိုလို့သွားတဲ့အခါမှာအောင်မြင်နိုင်ဖို့ကဲကိုမျော်လင့်မထားတော့အခုလို competitive ဖြစ်ပြီး exit plan ကိုဘယ်လိုလုပ်မလဲစဉ်းစားရမယ်ဒါကြောင့်ဒီနေ့ရေးကြည့်တာကလုပ်ငန်းတွေဆောင်ရွက်တဲ့ကာလမှာ milestone exit plan ကိုလည်းဆိုလို့ဒါစဉ်းစားပြီးတော့ဆောင်ရွက်သွားဖို့လိုအပ်မှာဖြစ်ပါတယ်